လူတိုင်းမှာကိုစီကိုငါလွမ်းနေကြတဲ့ငယ်ဘဝအရသာတစ်ခုတော့ရှိကြစမြဲပါစတေလာတို့တော့အဲ့ဒီအရသာကຫນွေရာသီရဲ့ညနေခင်းတစ်ခုမှစခဲ့တာပေါ့ຫນွေဦးရဲ့နေရှင်ပြင်းပြင်းအောက်မှာမူလာဦးမုတ်ကျော်နေတဲ့အနံလေးကကျမကို2000ခုနှစ်နောက်ပိုင်းကငယ်ဘဝစီကိုပြန်ခေါ်သွားသလိုပါပဲကျောင်းတုံးလာပိတ်ຫນွေရာသီဆိုတာအခြားကလေးတွေအတွက်တော့မိဘတွေနဲ့ခရီးထွက်ရတဲ့အချိန်ဖြစ်ပေမဲ့ကျမတို့မောင်နှမတွေအတွက်ကတော့ဇီးပင်တက်မလကာပင်တက်နဲ့အဖွားရဲ့ခြံကြီးထဲမှာပဲအချိန်ကုန်ခဲ့ကြတာပေါ့မိဘတွေကဝေးလံတဲ့အရက်မှာအလုပ်သွားလုပ်နေကြတော့ပတ်စံပို့ပေးတဲ့မုတ်ကိုရှိရင်တော့အခုခေတ်လိုဝယ်စားစရာမုတ်ဆိုင်ဆိုတာရှာမရှာပါအဲ့ဒီအချိန်တုန်းကကျမတို့ရဲ့ကဘာငယ်လေးကိုပြေဆုံးအောင်ဖန်တီးပေးခဲ့တဲ့သူတွေကတော့အပြိုကြီးအတော်နှစ်ယောက်ပါပဲမိဖို့ကြောင့်ထဲမှာသူတို့လက်နဲ့ကိုယ်တိုင်လုပ်ပေးတဲ့မုတ်ရတာလေးတွေကတော့ဘယ်မုတ်ဆိုင်ထဲမှာမလင်းနိုင်တဲ့မြစ်တာရတာတွေပေါ့စတေလာတို့ငယ်ငယ်ကမော်လာဦးမုတ်လုပ်တော့မယ်ဆိုရင်ညနေဆောင်ကလေးကဒီစိန်ထားတဲ့ဆက်တွေကိုကျိတ်ဆုံရှိတဲ့အိမ်မှာသွားကျိတ်ရတာကအလုပ်တစ်ခုပေါ့ကျိတ်ဆုံရှိတဲ့အိမ်မှာသွားကျိတ်လာတဲ့ဆန်လေးတွေကိုအိမ်ယူလာတညလုံးရေစစ်အောင်ကြောက်ပြင်းလေးနဲ့ဖိထားရတာကိုကရင်ခုန်စရာအစီအစဉ်တစ်ခုလိုပါပဲမနေ့ဖြန်ကြရင်တော့စားရတော့မယ်ဆိုတဲ့အသိစိတ်နဲ့အိတ်ဆက်ခဲ့ရတဲ့ညတွေပေါ့နောက်နေ့မနေ့ရောက်ပြီဆိုရင်တော့လူကြီးတွေကမိဖို့ကြောင့်ထဲမှာအလုပ်ရှုံနေကြပြီမနေ့စာကိုချက်ပြုတ်စားတောက်ပြီးသွားပြီဆိုရင်တော့အတော်ပြိုကြီးနှစ်ယောက်ကတော့လူအပ်တာတွေကိုပြင်ဆင်ပေးကြပြီပေါ့စတေလာတို့ကတော့မိဖို့ထဲမှာမနေအားပါဘူးမိဖို့ထဲမှာလည်းမနေရဘူးပေါ့နော်ခြံထဲမှာပြေးလွှားဆော့လိုက်စီးသီးလေးတွေချွေလိုက်မလကာပင်ပေါ်တက်ပြီးနွေဦးရဲ့အပူချိန်ကိုအန်တူးလိုက်နေပေါ့မိဘတွေကအဝေးမှာအလုပ်လုပ်နေကြပေမဲ့အတော်တွေရဲ့ကျူးဆိုင်မှုအောက်မှာကျမတို့ငယ်ဘဝကအထီးမချန်ခဲ့ပါဘူးလက်စစ်မီးတွေမရှိသေးတဲ့အချိန်မို့ဘက်ထရီအိုးနဲ့ TV ကြည့်ရတဲ့အချိန်လေးတွေကလည်းအခုပြန်တွေးရင်အရန်တက်မှုရှိတဲ့အမှတ်တရတွေပါပဲမိဖို့ထဲမှာတော့မော်လာအိုးအနီမော်လာအိုးအဖြူကိုချစ်ပြီးပစွန်ချောက်လေးနဲ့မနီးကကြိတ်ထားတဲ့ဆန်လေးတွေကိုအရင်ရေထည့်ပြီးကြိုးကြတယ်အဲ့ဒီနောက်မှာပုံသွင်းစကားလေးထည့်ပြီးတော့ပြန်ပေါင်းရတာပေါ့နော်မော်လာဦးမုတ်လုပ်တဲ့အခါမှာသူနဲ့တွဲဖက်တဲ့ငရုတ်စီကလည်းအရန်အရေးကြီးပါတယ်စတေလာတို့ငယ်ဘဝတော့ငါတော့ငရုတ်စီပလင်အကြီးကြီးတွေကိုထညက်ရဲ့မကြီးအနှစ်ရဲ့ထည့်ပြီးတော့မှအနေတော်ကျိုးအရသာမုတ်လေးတွေပြန်ထည့်စက်သွံပြူထောင်းထည့်ငရုတ်တီမုတ်တွေခတ်လိုက်ရင်ဖြစ်မော်လာဦးမုတ်နဲ့အရန်ကိုမှလိုက်ဖက်တဲ့ငရုတ်စီလေးရသွားပြီပေါ့နော်ပေါင်းထားတဲ့မော်လာဦးမုတ်လေးတွေရလာလို့ရှိရင်ဓာတ်နဲ့လှီးပြီးတော့အဲ့ဒါလေးတွေကိုမှပြန်ကြော်ပြီးတော့ဆော့နဲ့တို့စားမှာပေါ့နော်ပေါင်းထားတဲ့မုတ်လေးတွေရပြီးဓာတ်နဲ့လှီးတဲ့အချိန်ဆိုရင်တော့စတေလာတို့တူမတွေကတော့အဲ့ဒီနားမှာဝိုင်းနေကြပြီပေါ့နော်စတေလာကတော့မကြော်ရသေးတဲ့မုတ်အစိမ်းတွေကိုငရုတ်စီနဲ့တို့စားရတာကိုအရန်ကြိုက်ပါတယ်မော်လာဦးမုတ်ကိုစီပူပူမှာကြွအောင်ကြော်အတော်တွေလုပ်ပြီးတဲ့ငရုတ်စီလေးနဲ့တို့စားပြီးတော့စတေလာတို့မော်လမြိုင်ရဲ့နာမည်ကြီးဖြော်ရည်တစ်ခုဖြစ်တဲ့စိတ်ကလန်မှာလိုက်တဲ့ဖြော်ရည်လေးကိုတောက်လိုက်ရရင်ຫນွေရာသီမှာပျော်စရာအကောင်းဆုံးနဲ့ရင်အေးဆုံးကလေးတွေဖြစ်သွားပြီပေါ့နော်အရန်ကြီးပြပြစုံမဟုတ်ပေမဲ့မိဘတွေနဲ့ခွဲနေရပေမဲ့စတေလာတို့မှာမြစ်တာတွေပြည့်နေတဲ့မိုးဆိုင်တွေတစ်ဆိုင်အိမ်မှာအမြဲရှိခဲ့ပါတယ်ဒီနေ့တော့အဲ့ဒီငယ်ဘဝရဲ့ပျော်ရွှင်မှုတွေကိုပြန်လည်အသက်သွင်းရင်းကြော်ထားတဲ့မော်လမြိုင်မော်လာဦးမိုးကြော်လေးကိုအဲ့ကြော်စားကြည့်ကြအောင်နော်အများကြီးမဟုတ်ပေမဲ့အတော်တွေရဲ့မြစ်တာနဲ့လုပ်ပေးတဲ့အဲ့ဒီမုတ်လေးတစ်ပကံကကျမတို့အတွက်တော့ကဘာပေါ်မှာအကောင်းဆုံးစားစရာတစ်ခုပါပဲလမ်းမောစရာကောင်းတဲ့အတိတ်ဆိုတာတကယ်တော့အဝေးကြီးမှရှိနေတာမဟုတ်ပါဘူးကိုယ့်ရဲ့ရှာပြားကအရသာတစ်ခုနှာခေါင်းထဲကအနံ့လေးတစ်ခုကနေတဆင့်ငယ်ဘဝစီကိုခဏတာပြန်လဲသွားလို့ရပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့တငယ်ချင်းတို့ရောဘယ်လိုမျိုးမုတ်လေးကိုမြင်တဲ့အခါမှာသတိရမိတဲ့ငယ်ဘဝအမှတ်တရလေးတွေဒါမှမဟုတ်ရင်ငယ်ငယ်ကမိသားစုနဲ့အတူတူကိုယ်တိုင်လှုပ်ရှားမှုခဲ့တဲ့မုတ်လေးတွေရှိကြတယ်မလားရှင်ကိုယ့်ရဲ့ရင်ထဲမှာအမြဲတမ်းသိမ်းဆည်းထားမိတဲ့အမှတ်တရမုတ်လေးတွေအကြောင်းကိုကောမန့်မှာဝင်ပြပေးသွားပါအောင်နော်စတေလာတို့အတူတူဖတ်ကြည့်ရင်အားလုံးပဲပျော်ရွှင်စရာကောင်းတဲ့အနှွေနေ့လေးတစ်နေ့ဖြစ်ကြပါစေရှင်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲတတ်တာပါ这是我记录给啥呢？